အားလုံးမင်္ဂလာပါကျွန်တော်ရှင်ကနေပြန်လဲကြိုဆိုလိုက်ပါဗျာဒီနေ့မှာတော့ကျွန်တော်ရေစကန်ထဲကနေကျွန်တော်ထွက်တော့မှာပဲဖြစ်ပါတယ်ဘယ်လိုထွက်မလဲဆိုရင်တော့ခေါင်းကြီးတော့ချက်ရှိုးလိုက်တော့ဗျာလောသေးတော့ဒီကောင်နဲ့ထက်ခန်းတိုင်းထိုင်နေရဗျာဒါကြမှာဟိုဘက်ကိုတစ်ချက်တော့ကြည့်မယ်ခဏလေးထိုင်ဒီမှာမထိုင်ဒီကောင်နဲ့ကျွန်တော်တနက်နဲ့ပြစ်နေရတနက်တန်နေရှေ့ချားနေရတာဖောင်းနေဟိုပြေးတယ်ထွက်ပြေးတဲ့ကောင်တွေပြစ်တက်နေတာပြစ်တက်ပြီးငရဲပြေးတယ်ပို့ရတယ်တစ်ချက်တော့ကြည့်မယ်ကွာအပေါက်တွေကအကုန်ပိတ်ထားတာငါတို့စားဖို့တောက်ဖို့တော့ပေးထားတယ်တကားပေါက်တွေဖွင့်လို့မရဘူးဒီမှာတကားပေါက်တွေကဒီကောင်တွေဖွင့်လို့မရဘယ်လိုလုပ်ရင်ကောင်းမလဲဒီကောင်တွေဝင်ခဲ့တဲ့အချိန်ကိုထွက်ပြေးမှရမှာအဲ့ဒါမှလွတ်မှတည်ရပေါ့တော့တယ်အပေါက်ကကွာပိတ်ထားတာကွာ yes ကနေရောက်နေတာကွာဒီကောင်လည်းပိတ်ထားတာပဲအိုးဒါရဲကြီးလားမသိဟုတ်တယ်အဲ့ကောင်ရဲကြီးဟာအဲ့ကောင်တိတ်မကန်နဲ့အဲ့ကောင်တနေ့ကြီးကင်မှာဘောင်းနိုင်မယ်ဆရာကြီးတို့နှစ်ဖိုင်းလို့နှစ်ဆောက်လေးငါအပြင်ရောက်တော့မသိဘူးလားဖြစ်နေတာအရေးခန့်နဲ့ yes ခန့်နဲ့မလို့မင်းတို့ကလွတ်ပေးထားတာတော့တယ်ဒီဘက်မှာဘာလို့လဲအိုးရဲနဲ့တူတာဟဲ့အောင်ကြီးငါ့ဖမ်းမိနေမှာဟုတ်တယ်ငါဘယ်ကတော်လို့မရတော့ငါတော်လို့မရတော့ငါဖမ်းသွားပြီဟဲ့အောင်ရေးဒီကောင်ကြီးကတဲ့တော်တူရတော့ကွာထွက်ပြေးနေမှာဆိုထောင်းအဲ့ yes ကန်နေဘလို့ရအောင်ထွက်မလဲငါလည်းစဉ်းစားလို့မရဘူးကွာအပေါက်လည်းချမလို့အပေါက်ကလည်းဒီကောင်တွေထိုင်တော့နေရကွာငါ့ကိုကြည့်တော့ရေခဲတုံးနဲ့ကတ်ထားတာကွာကတ်ပြီးမှကျွန်တော်ထောင်းလေးပြန်ထည့်လိုက်ပြီးကြည့်လိုက်ထွက်ပေါက်ပဲတော့ချောင်းမရတော့မယ်ကွာထွက်ပေါက်ကချောင်းလို့မတွေ့ဘူးသူတို့ကောင်တွေဝင်ခဲ့တဲ့အချိန်ကိုနောက်ကတိတိထွက်ရင်မထွက်ရင်အကြောင်းဖမ်းမိတာကြောင့်လို့တယ်အပေါက်ချောင်းမတွေ့ဘူးဟဲ့အောင်ရေးလောက်ချောင်းလုံးမတွေ့ဘူးလို့ဆိုဘယ်ကနေထွက်ရင်ကောင်းမလဲထွက်တဲ့ခါကျရင်တော့ထွက်တဲ့ခါကျရင်ဟိုပေါ်ထွက်လို့ရပြီကွာတော့ဆိုတော့ဒီဘက်ကိုချက်တော့ကြည့်လိုက်မယ်ကွာဒီပေါက်ကဖွင့်လို့မရဘူးသူတို့လာရင်တော့ကွာဒီတွန်းလို့ရတယ်ကွာတကားတွေကငါဂျက်တွေခဲနေမကောက်ငါ10လုံးလောက်ရှိရခါတာ9မိနစ်နဲ့51စက္ကန့်ရှိပါပြီကွာသူကကျတော့ငါထောင်းနေမထွက်နိုင်နေဘူးကွာရအောင်ထွက်ပြမယ်ငါတကယ်ရအောင်ထွက်ပြမယ်ကွာတကယ်ချင်းဆိုတာငါတို့ကမလို့ဘူးငါတောက်လည်းရအောင်ထွက်မယ်တော့ဆိုပြန်ထွက်ရင်ကောင်းမယ်ငါစဉ်းစားနေရခဏဒီကောင်တွေဝင်တဲ့အချိန်ကိုခဏဆောင်းဒီကောင်တွေဝင်တဲ့အချိန်နဲ့ငါထွက်တဲ့အချိန်နဲ့ကွက်တီဖြစ်မှာတော့ဒီကောင်ကတော့အရှော့ပေးလိုက်ပြီနော်ငါတော့အရှော့မပေးဘူးဘာလို့လဲထောင်နေမှမနေဘူးငါထောင်နေရနေရအောင်ထွက်မှာ yes ကန်နဲ့ရအောင်ထွက်ငါကြီးရကွာလူလေးတယောက်တက်ပါကွာငါထောင်နေထည့်လိုက်တာဘာလဲကွာကြောင်ငါကြောင်သွားပြီပေါက်ချာမနေသေးဘူးဒီကောင်တွေဝင်ခဲ့တဲ့အချိန်နဲ့ကွက်တီတွန်းလို့ရတယ်ကွာအော်ဟုတ်မှာဒီကောင်ကမတွေ့ဘူးကောင်မတွေ့ဘူးတော်ပါလေကွာဒီဘက်ရောက်ခဲ့ပြီဟဲ့ကြီးအပေါက်တွေကဖွင့်ထားတဲ့တားကြီးတို့ကြီးငါတို့ကောင်ထွက်လို့ရနေမှာနောက်ထပ် yes ဟိုကောင်နဲ့မတိုးပါနဲ့ဆူတော့မှာဟဲ့ကြီးဟိုကောင်တွေမရှိအတန်တော့ကြားနေရတယ်ဟဲ့ကြီးရပြီထွက်လို့ရပြီကောင်ရင်ထွက်လို့ရပြီပြန်ထွက်လို့ရပြီ yes ကန်နဲ့ကြော်တားကြီးတို့လွတ်မြောက်တော့မှာပဲဖြစ်ပါရဲ့ဗျာမတွေးပါနဲ့ဆူတော့မှာyes ကန်နဲ့ထွက်လို့ရပြီတားကြီးတို့ကြီးဒီကောင်တွေတော့မမီတော့ဘူး is safe ကြည့်လိုက် yes ကန်နဲ့ကျွန်တော်လွတ်မြောက်သွားပြီပဲဖြစ်ပါတယ်ဗျာဟိုကောင်တွေတော့ငါပြောက်လို့လောလို့လိုက်ချနေတော့မှာyes ကန်နေကျွန်တော်ထွက်သွားပြီပဲဖြစ်ပါရဲ့ဗျာတော့ကျွန်တော်ဒီထဲမှာတညလောက်တဲလိုက်ကောင်းမလားတညလောက်တဲလိုက်ရမှာမတဲတော့ဘူးကွာဟိုဘက်ခန့်တော့လိုက်မယ်မှောင်ပြီဆိုတော့မနေ့မှပဲတွေးကြမယ်ကောင်းလို့ကြီးလောစေတော့ဒီထဲမှာပဲတဲလိုက်ကောင်းမလားကွာဟိုထဲမှာပဲတဲလိုက်တော့မလားအောက်ခုံဆင်းလိုက်တော့မှာကွာဟိုမှာဒီမှာတဲလိုက်တော့မှာကွာဒီကောင်တွေမတွေးတော့ဘူးဒီမှာတဲလိုက်တော့ဒီမှာပဲ is it တရားလေးခန်းထဲမှာအိတ်လိုက်ကောင်းမလားခုံဝင်ကွာအပြင်ထွက်ပြီကွာရော့ကွာပြီးပြီကွာထွက်ပြီကွာနေမရောက်ကွာထောင်ရတဲ့ yes ကန်နဲ့ထောင်းနိုင်တော့ဖြစ်ပါကွာ